မင်္ဂလာပါ Movie Crazy ပရိသတ်တို့ရေဒီနေ့မှာတော့2018ခုနှစ်ကလူပေါင်းရာနဲ့ချီတဲ့အသက်ကိုကယ်တင်နိုင်ခဲ့တဲ့တကယ့်ဖြစ်ရမှန် Sichuan Airlines Flight 8633အကြောင်းရိုက်ကူးထားတဲ့ The Captain ဆိုတဲ့ကားလေးကို recap လုပ်ပေးသွားမှာပါဇလန်းအစမှာတော့လေယာဉ်မူးကြီးလီယူအားခါတိုင်းလိုပဲခြုံချင်းကနေလာစာကိုသွားမယ်ခရီးစဉ်အတွက်ပြင်ဆင်နေပါတယ်လေယာဉ်အဖွဲ့သားတွေအားလုံးကလည်းတက်ကြွနေသလိုခရီးသည်119ယောက်ကလည်းသူတို့ရဲ့ခရီးစဉ်အတွက်အေးအေးဆေးဆေးပါပဲဘယ်သူမှမထင်မှတ်ထားတာကတော့နောက်ထပ်မိနစ်ပိုင်းအကြာမှာသူတို့အားလုံးတေမင်းနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာပါပဲဒီလိုနဲ့ Sichuan Airlines Flight 8633လေယာဉ်ဟာပုံမှန်အကြိုင်မဲ့မြေပြင်ကနေစတင်ထွက်ခွာသွားပါနေလေကြောင်းထိန်းသိမ်းရေးမျှော်စင်ရအဆက်အသွယ်အောင်မှာကောင်းမွန်စွာရှိနေပါတယ်လေယာဉ်ဟာအမြင့်ပေ3200အရောက်မှာတော့ရုတ်တရက်အတန်ကြီးတန်တဲ့အကျိုးလေယာဉ်မောင်းကန်ရှေ့မှန်ပေါက်ထွက်သွားပါတယ်လေဖျားကြောင့်လေယာဉ်မူးငယ်ဟာလေယာဉ်အပြင်ဘက်ကိုတဝက်လောက်လွင့်ထွက်သွားပါတယ်လေယာဉ်မောင်းကန်ထဲမှာအပူချိန်ကအနောက်40ဒီဂရီအထိကျဆင်းသွားပြီးလေပြင်းတွေကလည်းတဝေါ်ဝေါ်တိုက်ခတ်နေပါတယ်လေယာဉ်မူးကြီးလီယူဟာမျက်လုံးတောင်ဖွင့်မရတဲ့အခြေအနေမှာလေယာဉ်ကိုမပြတ်ကျအောင်အစွမ်းကုန်ထိန်းချုပ်နေရပါတယ်လေယာဉ်ဟာထိန်းချုပ်နေရင်းနဲ့လေဖြီအားအောက်မှာစစ်တပ်နေမြေတွေရောက်သွားပါတယ်လေကြောင်းထိန်းသိမ်းရေးမျိုးစင်နဲ့စစ်တပ်လေကြောင်းမျိုးစင်တို့ကပူးပေါင်းပြီး Sichuan Airlines 8633ဟာပုံမှန်အနေအထားမှာမရှိကြောင်းရိပ်မိသွားပါတယ်အဆက်အသွယ်ကလည်းပုံမှန်ရှိနေရကနေလေကြောင်းထိန်းသိမ်းရေးနဲ့ပြတ်တောက်သွားပါတယ်ခရီးသည်တွေဘက်မှာလည်းငရဲကန်းပါပဲလေယာဉ်ကတုံခါနေပြီးအောက်ဆီဂျင်မျက်နှာဖုံးတွေကျလာပါတယ်လူတွေကတော့တင်ရတော့မယ်လို့ထင်ပြီးငိုယိုနေကြပါတယ်ဒီအချိန်မှာလေယာဉ်မယ်တွေရဲ့အခန်းကဏ္ဍကအရန်ရေးကြည့်လာပါတယ်သူတို့ဟာကိုယ်တိုင်လဲကြောက်နေပြီမဲ့ကျမတို့ကိုယုံကြည်ပါကျမတို့အားလုံးကိုအိမ်ပြန်ပို့ပေးပါမယ်ဆိုပြီးခရီးသည်တွေကိုစိတ်သက်မကြအောင်ဝိုင်းဝန်းအားပေးနေကြပါတယ်လေမူးကြီးလီယူအထွတ်နောက်ထပ်အခက်ခဲကတော့သူတို့ရှေ့မှာပိတ်ဆို့နေတဲ့အေယာမမုန်တိုင်းတင်တိုက်ကြီးပါဒီနေရာမှာလေမူးကြီးရဲ့အတွေ့အကြုံနဲ့ကျွမ်းကျင်မှုတို့အပေါ်မှာပဲမူတည်နေတာပါစီးကလည်းမလောက်တော့သလိုလေရင်ဆက်ပစ္စည်းတွေကလည်းပျက်စီးနေပါပြီသူဟာမုန်တိုင်းစားတဲ့ကကွက်လက်လေးတစ်ခုကိုတွေ့အောင်ရှာပြီးလေရင်ကိုစွန့်စားမောင်းနေထဲပါတယ်ကဘာပေါ်မှာရှိတဲ့လေကြောင်းထိန်းသိမ်းရေးစင်တာတွေအားလုံးကလည်း Flight 8633နဲ့အဆက်အသွယ်ပြတ်သွားလို့အားလုံးကရင်တမမနဲ့ဆူတောင်းနေကြရပါတယ်နောက်ဆုံးမှာတော့လေယာဉ်မူးကြီးလီယူရဲ့မယုံနိုင်လောက်တဲ့ကျွမ်းကျင်မှုကြောင့်လေယာဉ်ကြီးဟာခြုံချင့်လေစိတ်ကိုအောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်လေယာဉ်ပြီးရီမိကိုထွက်သွားတဲ့အထိအရှင်ပြင်းပေမဲ့လူ119ယောက်စလုံးအသက်ဘေးကကင်းဝေးခဲ့ပါတယ်။ဒါဟာလေချောင်းသမိုင်းမှာအံ့ဖွယ်ကေတင်မှုတစ်ခုပါပဲ။လေရင်မူးကြီးလီယူဟာလေရင်ပေါ်ကနောက်ဆုံးမှဆင်းလာပြီးကျွန်တော်တို့အားလုံးကိုအိမ်ပြန်ခေါ်လာနိုင်ခဲ့ပါပြီလို့ပြောတဲ့အခါကြည်နေတဲ့သူတိုင်းမျက်ရည်ကျရပါတယ်။